ဒီနေ့အလူရှင်ညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေနဲ့ဗုဒ္ဓအဖြစ်ကြားကောသလမေခွန်များအပိုင်း22တရားတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်ကောသလမင်းကြီးနဲ့မြတ်စွာဘုရားတို့ရဲ့မေးမြန်းလျှောက်ထားခြင်းဖြေဆိုခြင်းတရားဒေသနာတော်ကိုဟောလာတာယနေ့ဒီ22ရက်မြောက်ဖြစ်တယ်ကောသလမင်းကြီးကမြတ်စွာဘုရားထံကိုတနေ့3ချိန်သွားတယ်ဆိုပြီးတော့အထက်ကရာကျမ်းတွေမှာဖော်ပြထားတယ်မြတ်စွာဘုရားကိုအလွန်လန်းကြည်ညိုတယ်ဒါကြောင့်မြတ်စွာဘုရားကိုကြည်ညိုယုံနေမကပဲရင်းနှီးနေတော့မကြာခဏသွားတယ်ထက်ကရာကတော့ပြောတယ်တနေ့ကို3ချိန်ထက်မနည်းဘူးအနည်းဆုံး3ချိန်သွားတယ်ဂျားထဲမှာလည်းစိတ်ကူးပွားရင်ပေါ့တယ်လို့ထသွားတယ်။ဒါကြောင့်ပိဋကတ်ထဲမှာကောသလမင်းနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့တရားတော်တွေကအများကြီးကြံခဲ့တယ်။မတတ်ကြံခဲ့တယ်။ဆိုတော့ကောင်းပြီဒီနေ့ဗုဒ္ဓဖြစ်ကြကောသလမင်းကုန်းများအပိုင်း22မှာမြတ်စွာဘုရားဘာတွေမိတ်မလဲဆိုတာကိုနားထောင်ကြည့်ရအောင်။ထုံးစံအတိုင်းပဲကောသလမင်းကြီးကနေကင်းကြောင်တောင်ဘုရားစီကိုရောက်လာတယ်မြတ်စွာဘုရားစီကိုကောသလမင်းကြီးရောက်လာတော့ဘုရားကလည်းမေးတယ်တခါကြီးနေကင်းကြောင်တောင်ဘယ်ကနေဘလို့ရောက်လာတာတော့ပေါ့ပြီးတော့ကောသလမင်းကြီးပြောတယ်အရှင်ဘုရားတပည့်တော်တို့ရှင်ဘုရင်ဒီမှာလှုပ်ထိုက်တဲ့ကိစ္စတွေရှိတယ်ရှင်ဗျာအဲ့တော့တပည့်တော်တို့ရှင်ဘုရင်အနေနဲ့တိုင်းပြည်မှာလှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ပြီးတော့အခုအရှင်ဘုရားစီကိုလာခဲ့တာပဲတော့ဘာအလုပ်ရလို့တော့ तू မပြောဘူးဖယားကိုပြောရမှာ तू လန့်တယ်အဲ့တော့ဘုရင်အလုပ်ကိုလုပ်ခဲ့တယ်လို့ပဲ तू ပြောတာဘုရင်တစ်ပါးအနေနဲ့တိုင်းပြည်မှာလှုပ်ထိုက်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်လို့ပဲ तू ပြောတယ်ဒါပေမဲ့မြတ်စွာဘုရားသိတယ်ကောသလမင်းကြီးဘာတွေလုပ်ခဲ့တယ်လဲဆိုတာမြတ်စွာဘုရားသိတယ်ကောသလမင်းဘာလုပ်ခဲ့တာလဲဆိုတော့ကောသလမင်းကြီးကိုနန်းရှားဖို့စ조사တဲ့အုပ်စုတအုပ်စုရှိတယ်ကောသလမင်းကြီးကိုလောက်ကြံတပ်ဖြတ်မယ်နန်းလူမယ်ပေါ့အဲ့ဒါနဲ့တခါတရံကောသလမင်းကြီးကစစ်သည်ဘိုးပါမြောင်များစွာနဲ့ခရီးထွက်လေးရှိတယ်တခါတရံမှာကြတော့လဲနောက်လိုက်နောက်ပါနည်းနည်းလေးနဲ့ခရီးထွက်လေးရှိတယ်အဲ့ဒါကိုသိထားတယ်သိထားတော့ဒီနေ့ကောသလမင်းကြီးခရီးစဉ်တစ်ခုရှိလာတယ်အန္တဝံတောလို့ခေါ်တဲ့အလွန်နက်ချိုင်းတဲ့တောကြီးကိုဖြတ်သွားရမယ်အဲ့ဒီခရီးစဉ်မှာလိုက်ပါမဲ့နောက်လိုက်တွေကတိတ်များများဆန်းဆန်းမရှိဘူးနည်းနည်းပဲရှိတယ်ပေါ့အဲ့ဒီသတင်းကိုရထားတော့ဒီတခါတို့အတွက်အခွင့်အရေးရပြီဆိုပြီးတော့လောက်ကျန်တပ်ချက်ရေးသမားအယောက်900တောထဲမှာပုံနေတယ်ကောသလမင်းလာမဲ့လမ်းခရီးမှာစောင့်ဆိုင်နေကြတယ်သူတို့လူအင်အားအလုံးအရင်900နဲ့ဆိုရင်ဒီကောသလမင်းကိုလောက်ကျန်တပ်ဖြတ်နိုင်တယ်ပေါ့ဒါပေမဲ့ဘယင်းဆိုတာကဘုံခံကြီးတယ်ထက်ကရာထဲမှာပြောတယ်ရာဇာနောနာမမဟာပုံညာရှင်ဘုရင်ဆိုတာဘုံခံကြီးတယ်ဘုံခံကြီးတော့အဲ့ဒီခုနကလောက်ကျန်တပ်ဖြတ်ရေးသမားတွေထဲမှာရှင်ဘုရင်ရဲ့သတင်းပေးတယောက်ကရှိနေတယ်ကောသလမင်းရဲ့သတင်းပေးအဲ့ထဲမှာရှိနေတချို့ရှိနေတယ်ပေါ့အဲ့တော့ကောသလမင်းကိုအဲ့ဒီသတင်းပို့ထားတယ်ရှင်မင်းကြီး
ယနေ့ခရီးစဉ်မှာလောက်ကျန်တပ်ဖြတ်ရေးသမားအယောက်900စောင့်ဆိုင်နေတယ်ဆိုပြီးတော့သတင်းကြိုတင်ပို့ထားတယ်အဲ့တော့ကောသလမင်းကလည်းအဲ့သတင်းရတာနဲ့ခရီးစဉ်ကိုဖြတ်လိုက်ပြီးတော့အဲ့ဒီတောကြီးကိုစစ်တီအလုံးရင်းနဲ့ဝိုင်းထားတာတော်တော်လုံးကိုဝိုင်းပလိုက်တာသတင်းကိုလက်ဦးမှုရထားလိုက်တော့အဲ့ဒီတောကြီးတော်တော်လုံးကိုစစ်တီတော်တွေကဝိုင်းထားအဲ့တော့ဟိုကောသလမင်းကိုတပ်ဖြတ်ဖို့စောင့်ဆိုင်နေတဲ့လူ900ဟာပြေးမလွတ်တော့ဘူးအကုန်လုံးဖမ်းမိသွားတာဖမ်းမိသွားတော့ကောသလမင်းကစိတ်ဆိုးတာပေါ့သူ့ကိုလောက်ကြံမဲ့သူဆိုတော့ဒေါကန်တာပေါ့အကုန်တက်စီတေတန်းချတာလူအယောက်900အဲ့မျိုးအဝင်တာဝိထိမျိုးအဝင်လမ်းမကြီးမှာတန်ချုံနေနဲ့အကုန်ထိုးတက်တာပဲကောသလမင်းဖျားနဲ့ဘလောက်ပဲရင်းနှီးပါတယ်ပြောပြောဖျားရဲ့တရားတော်တွေကိုဘလောက်ပဲနာရပါတယ်ပြောပြောဥထုစင်မဲ့လीအဲ့တော့ဒေါသသူ့ရဲ့နန်းကိုလာလူတယ်ဆိုတော့ဒေါသထွက်တာပေါ့အကုန်တတ်တာပဲလူအယောက်900လုံးကိုတန်ချုံနေနဲ့ထိုးတက်ပလိုက်တယ်အဲ့လိုလူတွေကိုတက်ပြီးမှအခုဘုန်းကြီးကျောင်းကိုရောက်လာတာနော်ထုံးစံတိုင်းသူဘုန်းကြီးကျောင်းကိုရောက်လာတာအဲ့ဒါကိုသူကမြတ်စွာဘုရားကို6အောင်မှအားနာတယ်ကြောက်တယ်အဲ့တော့ဘုရားကသူတော်မအသက်ကိုတတ်တာမကြိုက်ဘူးလေမြတ်စွာဘုရားတို့မြင်ဒီမှာမိမိကြောင့်ဘသူ့ကိုမှဒုက္ခမရောက်စေရအောင်ဘလို့အကြောင်းကြောင့်မှတစ်ဖက်သူကိုညှင်းဆဲခြင်းတပ်ဖြတ်ခြင်းမြတ်စွာဘုရားအာမပေးဘူးမြတ်စွာဘုရားလမ်းစဉ်ကငြိမ်းချမ်းရေးလမ်းစဉ်ပဲလေဒါကိုကောသလမင်းကြီးကကောင်းကောင်းသိထားတော့ဘုရားကိုမချောက်ရဲဘူးတပည့်တော်တို့ချင်းမရင်တွေလုံးစရာရှိတာလုပ်ပြီးလာတာပါဘုရားကဒီလောက်ပဲချောက်တယ်လုံးစရာရှိတာဘာလဲဆိုတာခုနကလူတက်တဲ့ကိစ္စပဲလူပေါင်း900လောက်ကိုတက်ပြီးမှဘုန်းကြီးကျောင်းကိုရောက်လာတာအဲ့တော့မြတ်စွာဘုရားကသိတယ်သိတော်မူတော့မြတ်စွာဘုရားကဒီဘုရင်ကြီးကိုတရားဟောရမယ်ငါဘုရားတို့ပုဂ္ဂိုလ်မျိုးရှိပါလျက်သားနဲ့ဒီဘုရင်ကြီးဟာသူတို့ဘာတက်တွေကိုတတ်နေတာဟာမသိလျော့ဘူးဒါပေမဲ့ငါဒဲတိုးပြောရင်တိုက်ရိုက်ပြောရင်တော့ဒီဘုရင်လက်ခံမှာမဟုတ်ဘူးမြတ်စွာဘုရားကသိတယ်တခါကြီးလူတွေမတတ်ပါနဲ့လို့တိုက်ရိုက်ပြောရင်ဘုရင်ကြီးကကြိုက်မှာမဟုတ်ဘူးဒီလိုမြတ်စွာဘုရားကပရိယေနဲ့ပြောတယ်နော်တွယ်ဝိုက်ပြီးတော့ပြောတယ်အဲ့ဒါကတော့မင်းကြီးတဲ့တခုပြောပြမယ်နားထောင်တဲ့တကယ်တကတော့မင်းကြီးမှာယုံကြည်ရတဲ့လူယုံရှိတယ်ဆိုပါစို့ယုံကြည်ရတဲ့လူယုံတော်ရှိတယ်အဲ့ဒီလူယုံတော်ကအရှိဖက်အယက်မျက်နာကနေရောက်လာတယ်သတင်းပို့တယ်နော်ယုံကြည်ရတဲ့လူယုံကသတင်းပို့တယ်အရှင်မင်းကြီးတိုင်းပြည်ရဲ့အရှိဖက်ချမ်းမှာအလွန်ကြီးမားတဲ့တောင်ကြီးတစ်တောင်ဟာရွေလျားလာပါတယ်လူတွေကိုကြိတ်ချေတက်ဖြတ်ပြီးတော့ရွေလာတယ်လမ်းကျိတ်ဆက်နဲ့ကြိတ်တယ်လို့မျိုးတောင်ကြီးဟာတရွေ့နဲ့တွေ့သမျှလူတွေအကုန်လုံးကိုကြိတ်ချေမှုံမှုံညံ့ညံ့ဖြစ်အောင်နင်းချေပြီးတော့တောင်ကြီးကလာနေပြီအရှင်မင်းကြီးအနေနဲ့လှုပ်တဲ့လှုပ်ထက်တာကိုလှုပ်ပါလို့သတင်းလာပို့တယ်အဲ့ဒီလိုပဲအနောက်ဘက်အယက်မျက်နာကလူယုံတော်တောင်ဘက်အယက်မျက်နာကလူယုံတော်မြောက်ဘက်အယက်မျက်နာကလူယုံတော်တွေသူယုံကြည်ရတဲ့လူယုံတော်တွေအားလုံးကသတင်းတွေလာပို့ကြတယ်အရှင်မင်းကြီးအနောက်ဘက်အချမ်းမှာလဲလူတွေကိုတက်ဖြတ်ကြိတ်ချေလာတဲ့တောင်ကြီးတောင်ရွေ့လာပြီမြောက်ဘက်မှာလည်းဒီတိုင်းပဲတောင်ဘက်မှာလည်းဒီတိုင်းပဲတောင်ကြီးတွေဟာလူပေါင်းများစွာကိုကြိတ်ချေမှုံမှုံညံ့ညံ့ဖြစ်အောင်လုပ်ပြီးတော့ရွေ့လာနေပါပြီအရှင်မင်းကြီးအနေနဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ပါတော့သတင်းလာပို့ကြတယ်
ဒါမြတ်စွာဘုရားကဥပမာလေးနဲ့ပြောနေတာတော့ဘုရားကပြောတယ်ကဲတခါတော့မင်းကြီးတဲ့လူဘဝဆိုတာအလွန်ရခဲ့တယ်နော်လူတဦးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးနော်တတ္တဝါတွေကများသောအားဖြင့်တိရစ္ဆာန်တွေဖြစ်တာများတယ်ငရဲကြတာများတယ်ပိဋ္ဌာဖြစ်တာများတယ်လူဖြစ်တာနည်းတယ်ငရဲတိရစ္ဆာန်ပိဋ္ဌာဘဝရောက်နေတဲ့သူကပိုများနေတယ်အဲ့တော့ရခဲလားဆိုတာတဲ့ဒီလူဘဝကြီးကိုအခုတောင်ကြီးတွေဟာတရွေ့တရွေ့နဲ့ငင်းချေပြီးတော့ရွေ့လာပြီလူတွေအများကြီးသေးနေပြီလူတွေအများကြီးသေးနေပြီကဲတခါကြီးဘာလုပ်မလဲအဲ့ဆိုပြန်မေးခွန်းထုတ်လိုက်ပြီအခုလိုလူပေါင်းများစွာသေးနေတဲ့အချိန်မှာတခါကြီးဘာလုပ်မှာလဲအဲ့ဆိုပြန်ကဓမ္မနယ်ပယ်ကနေဆုံးမတာနော်အခုနေလူတွေအများကြီးသေးနေပြီတခါကြီးဘာလုပ်မလဲဆိုတော့ကောသလမင်းကပြောတာရှင်ဗျာတဲ့တပည့်တော်မှာတခြားလုပ်စရာမရှိဘူးဓမ္မစရိယကုသိုလ်ကောင်းမှုတွေပဲလုပ်ဖို့ရှိတာပေါ့ရှင်ဗျာရဲ့နော်တမ္မစရိယအညီအမျှကျင့်ရမယ်ကုသလကရိယာကုသိုလ်တွေလုပ်ရမယ်ပုံညကရိယာကောင်းမှုတွေလုပ်ရမယ်အဲ့တော့ကုသိုလ်ကောင်းမှုပြုယုံမှတပါဘာမှမရှိပါဘူးရှင်ဗျာရဲ့ဒီလောက်အလွန်ကြီးမားတဲ့တောင်ကြီးတွေဟာလူပေါင်းများစွာကိုမှုံမှုံညံ့ညက်ကြိတ်ချေပြီးတော့ရွေ့လာတာဆိုတော့ဘာတတ်နိုင်မှာတော့တဲ့အာကိုးစရာကုသိုလ်မှလွယ်လို့ဘာရှိအောင်မှာတော့တပည့်တော်တို့လုံနိုင်တာကုသိုလ်ပဲရှိတယ်သူတော်မအသက်ကိုတတ်ခြင်းမှချောင်းခြင်းရမယ်သူများဥစ္စာခိုးခြင်းမှချောင်းခြင်းမယ်သူများသားများစော်ကားခြင်းမှချောင်းခြင်းမယ်လိန်ညာပြောဆိုခြင်းမှချောင်းခြင်းမယ်ဆဲဆိုခြင်းမှချောင်းခြင်းမယ်ရန်တိုက်တဲ့စကားတွေပြောဆိုခြင်းမှချောင်းခြင်းမယ်အကျိုးမရှိတဲ့စကားတွေပြောဆိုခြင်းမှချောင်းခြင်းမယ်မကောင်းတဲ့အတွေးတွေကနေချောင်းခြင်းမယ်အဲ့တော့တပည့်တော်တို့ကုသိုလ်လုပ်ယုံမဲ့ရှိတာပေါ့မတတ်နိုင်ပါလေတတိပေးလိုက်တာမြတ်စွာဘုရားကနော်ကုသိုလ်ကောင်းမှုလုပ်တဲ့အကြောင်းကိုမြတ်စွာဘုရားတတိပေးတာဘုရားကဆက်ပြောတယ်ကဲကောင်းပြီတဲ့တခါတော့မင်းကြီးတခါကြီးဟာတိုင်းပြည်အုပ်ချုပ်ချင်းပြင်းလုပ်နေတယ်ဒါပေမဲ့တခါကြီးဟာလည်းတနေ့သေမှာပဲနော်တခါကြီးအိုရအောင်မယ်သေရအောင်မယ်နော်မြတ်စွာဘုရားကဘယင်ကိုပရိယတ်နဲ့ဆုံးမနေတာတခါကြီးအိုရအောင်မှာပဲတခါကြီးသေရအောင်မှာပဲတခါကြီးဘာလုပ်မလဲတခါကြီးကအိုခြင်းတရားကိုမလွန်ဆန်နိုင်ပါဘူးအိုမှာပါသေခြင်းတရားကိုမလွန်ဆန်နိုင်ဘူးသေမှာပါအဲ့တော့အဲ့ဒီအိုခြင်းတရားသေခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါတခါကြီးဘယ်လိုလုပ်မလဲခုနကပြောသလိုပဲရှင်ဘုရားတဲ့တပည့်တော်မှာကုသိုလ်လုပ်ယုံမှာတပါအားကိုးရမရှိပါဘူးတရားကျင့်ယုံပဲအညီအမျှကျင့်ယုံပဲကုသိုလ်တွေလုပ်ယုံပဲကောင်းမှုတွေလုပ်ယုံပါပဲရှင်ဗျာတခြားလုပ်စရာမရှိပါဘူးမြတ်စွာဘုရားကကုသိုလ်လုပ်ပါလို့တိုက်ရိုက်မပြောဘဲနဲ့မေးခွန်းလေးတွေမေးသွားတာနော်တခါမြတ်စွာဘုရားကဆက်ပြောတယ်အဲ့တော့တခါကြီးကိုယ်တိုင်အိုရမဲ့သဘောသေရမဲ့သဘောတွေကိုရင်ဆိုင်ရမှာဆိုတော့မလုပ်မလဲဆိုတော့တပည့်တော်ကုသိုလ်တွေပဲလုပ်မှာပါကုသိုလ်လုပ်တဲ့အကြောင်းကိုမိမောင်ထိုးပြလိုက်တာကောသလမင်းရဆက်ပြီးလျှောက်ထားတယ်အဲ့ဒီလိုပဲအရှင်မြတ်တပည့်တော်တို့ရှင်ဘုရင်တွေစင်တက်တွေနဲ့စက်တိုက်ကြတယ်ရှစ်ကတုံးကစက်တိုက်တာကစင်တက်ရဲ့မြင်းတက်ရဲ့ယထာတက်ရဲ့ရှေလျင်တက်ရဲ့ဆိုပြီးတက်၄ခုရှိလာစင်တက်မြင်းတက်ယထာတက်ရှေလျင်တက်တက်၄တက်ရှိတယ်အဲ့တော့တပည့်တို့ရှင်ဘုရင်တွေဟာစက်တိုက်ရတယ်ရှင်ဗျစင်တွေနဲ့စက်တိုက်တယ်မြင်းတွေနဲ့စက်တိုက်တယ်ယထာတွေနဲ့စက်တိုက်တယ်ရှေလျင်စစ်တီတော်တွေနဲ့စက်တိုက်တယ်အဲ့ဒီစင်တက်မြင်းတက်ယထာတက်ရှေလျင်တက်တွေနဲ့စက်တိုက်တဲ့ရှင်ဘုရင်တွေအားလုံးလဲအိုခြင်းသေခြင်းကိုရင်ဆိုင်ရမှာချင်းဗျာစစ်ချုံသွားတဲ့သူလဲအိုမှာပဲ
သေမှာပဲစစ်နိုင်တဲ့သူလည်းအိုမှာပဲသေမှာပဲအဲ့တော့တပည့်တော်တို့အားလုံးအိုခြင်းသေခြင်းကိုရင်ဆိုင်ကြရမယ်အဲ့အတွက်တပည့်တော်တို့မှာအာကိုးစရာကုသိုလ်မှတပါအခြားမရှိဘူးတပည့်တော်တို့ကုသိုလ်လုပ်သင့်ပါတယ်ရှင်ဗျာမြတ်စွာဘုရားပရိယတ်နဲ့ပြောသွားတာနော်ဖယားဘာဆိုလိုလဲဆိုတာကိုကောသလမင်းကောင်းကောင်းသဘောပေါက်တယ်အဲ့တော့ကောသလမင်းကဆက်ပြောတယ်အရှင်ဗျာတပည့်တော်တို့နိုင်ငံမှာအမတ်ကြီးတွေရှိတယ်အလွန်တော်တဲ့အမတ်ကြီးတွေရှိတယ်အဲ့ဒီအမတ်ကြီးတွေဆိုတာလဲဟိုချင်းတေချင်းကိုရင်ဆိုင်ရမှာပဲအဲ့ဒီအမတ်ကြီးတွေလဲကုသိုလ်တွေလုပ်သင့်ပါတယ်ရှင်ဗျာဆိုတော့အားလုံးဟာအိုကြရအောင်ပါပဲတေကြရအောင်ပါပဲတော်တော်များများကကိုယ့်ကိုယ်မအိုတော်ဘူးထင်နေကြတယ်ကိုယ့်ကိုယ်မသေးတော်ဘူးထင်ပြီးတော့မကောင်းမှုတွေကိုလှုပ်ရဲကြတယ်တတ်ဖို့လည်းဝန်မလေးဘူးခိုးဖို့လည်းဝန်မလေးဘူးသူများတမများစော်ကားဖို့လည်းဝန်မလေးဘူးလိန်ဖို့လည်းဝန်မလေးဘူးဆဲဖို့လည်းဝန်မလေးဘူးယနေ့ခေတ်ဆဲနေကြတာပဲတယောက်နဲ့တယောက်ခိုးနေကြတာပဲတတ်နေကြတာပဲလူနေကြတာပဲကိုကိုဘယ်တော့မှမသေးတော့ဘူးထင်နေကြတာကိုမသေးတော့ဘူးလို့ထင်ပြီးတော့မကောင်းမှုတွေကိုလက်ရဲစရဲလုပ်နေကြတယ်ပေါ့ဒါကိုမြတ်စွာဘုရားကမိမောင်ထိုးပြတာတခါကြီးအိုရအောင်မယ်သေရအောင်မယ်ဘာလုပ်မလဲကုသိုလ်ကောင်းမှုမှတပါအခြားမရှိဘူးဦးဇင်းတို့တောင်မြတ်မာကနုဆိုဘုရားကြီးဆုံးပါတယ်လေငရဲရှိတယ်တရိစ္ဆာန်ရှိတယ်ပိတ္တာရှိတယ်အတုရကဲရှိတယ်သေရအောင်မယ်တတိထားဆိုတာဘဝမိနေမှာဆိုလို့ငရဲဆိုတာရှိတယ်နော်တရိစ္ဆာန်ဆိုတာရှိတယ်နော်ပိတ္တာဆိုတာရှိတယ်နော်အတုရကဲဆိုတာရှိတယ်နော်ကိုလည်းသေရအောင်မှာနော်တတိထားလို့ကျရိဆုံးပါတယ်ဒီပုံတွေရှိတယ်နော်ကိုသေသွားရင်အဲ့ဒီပုံတွေရောက်သွားနိုင်တယ်နော်ဆိုတာကိုတတိပေးတာတော်တော်များမေ့နေတာငရဲကိုမေ့နေတယ်တရိစ္ဆာန်ကိုမေ့နေတယ်ပိတ္တာဘဝကိုမေ့နေတယ်ပြင်ကိုလည်းသေရမယ်ဆိုတာကိုမေ့နေတယ်အဲ့တော့မကောင်းမှုတွေကိုအားရပါရလှုပ်ဖြစ်ကြတာအချိန်တော်တော်ကြာလှုပ်ဖြစ်ကြတယ်မကြာခဏလှုပ်ဖြစ်ကြတာနော်မကြာခဏလည်းလှုပ်ဖြစ်တယ်အချိန်များများလည်းလှုပ်ဖြစ်ကြတာဘာဖြစ်လို့လဲသေရမှမေ့နေလို့အကယ်၍မနေ့ပြန်ငါသေရတော့မယ်သို့မဟုတ်ဒီနေ့ညနေငါသေရတော့မယ်ဟဲ့ဆိုရင်ဘသူမှရံဖြစ်မှာမဟုတ်တော့ဘူးဘသူမှဆဲကြမှာမဟုတ်တော့ဘူးဘသူမှတက်ကြမှာမဟုတ်တော့ဘူးဘသူမှခိုးကြမှာမဟုတ်တော့ဘူးညနေသေရမယ့်လူလေမယုံရင်ဆေးရုံမှာသွားကြည့်ကြည့်ဆေးရုံမှာယောဂဝေဒနာအသေးအတန်ဖြစ်နေတဲ့လူတွေစိတ်ထဲမှာဘယ်လိုခံစားရတယ်လဲဆိုတာကိုမေးကြည့်မကောင်းမှုလုပ်ချင်တဲ့စိတ်နည်းနည်းမှမပေါ်တော့ဘူးနော်သေဖို့အတွက်စောင့်နေရတဲ့ပုံကူမျိုးတွေခိုးချင်တဲ့စိတ်လည်းရှိဘူးအဲ့ချိန်မှာတက်ချင်တဲ့စိတ်လည်းမရှိတော့ဆဲချင်တဲ့စိတ်လည်းမရှိတော့ဒီသေခြင်းတရားကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲသူပြင်ဆင်နေရတာလေနော်အဲ့တော့လူတွေဟာကိုယ့်ကိုယ်ကိုမသေးတော့ဘူးထင်နေတာငါငယ်သေးတယ်တော့ငါကျမ်းမာတယ်ဆိုပြီးတော့မေ့နေတာလေငယ်တဲ့ပုဂ္ဂိုလ်မသေးဘူးလို့ဘယ်သူပြောလဲကျမ်းမာရေးကောင်းတဲ့သူကမသေးဘူးလို့ဘယ်သူပြောလဲကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်လည်းချက်ချင်းတည်သွားနိုင်တာပဲအသက်ငယ်တဲ့ပုဂ္ဂိုလ်လည်းချက်ချင်းတည်သွားနိုင်တာပဲတည်နိုင်တဲ့အကြောင်းတရားတွေကလောကမှာအများကြီးပဲဒါပေမဲ့လူတွေကတည်ခြင်းတရားကိုအဝေးမှထားတယ်ငါငယ်သေးတယ်ငါကျမ်းမာနေသေးတယ်ဆိုပြီးတော့မသေးတော့ဘူးလို့ထင်ပြီးတော့မကောင်းမှုတွေကိုအာရပါရလောက်ကြတော့အချိန်ချင်းလောက်ကြတော့နော်ဒါကိုမြတ်စွာဘုရားကတတိပေးတာကောသလမင်းကိုငါဘုရားလို့ပုဂ္ဂိုလ်ရှိပါလေနဲ့ဒီကောသလမင်းကြီးမကောင်းမှုလုပ်နေတာမတော်ဘူးပြောမှဖြစ်မယ်ဆိုရင်မြတ်စွာဘုရားကပရိယတ်နဲ့ပြောတာတိုက်ရိုက်ပြောရင်ဘယင်လက်ခံမှာမဟုတ်ဘူးလေဒါကြောင့်တခါကြီးအိုရအောင်မယ်နော်တေးရအောင်မယ်နော်ဘာလုပ်မလဲဆိုတာဘုရားမေးတာကောသလမင်းနဲ့သဘောပေါက်တယ်ကုသိုလ်မှာတပါအကုရမရှိဘူးကုသိုလ်ပဲလုပ်ရမှာပါရှင်ဗျာနော်ဒါမြတ်စွာဘုရားနဲ့ကောသလမင်းတို့ရဲ့မေးမြန်းချက်ဖြစ်ဆိုချက်တွေဖြစ်တယ်ပေါ့ကောင်းပြီဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဗုဒ္ဓဖြစ်ကြကောသလမေခွန်းများအပိုင်း22တရားဒေသနာတော်ကိုနာယူမှတ်သားကြပြီးတော့
တို့လည်းတစ်နေ့သေရအောင်မှာပဲအဲ့ဒီသေခြင်းတရားဆိုတာဒီနေ့လည်းဖြစ်သွားနိုင်တယ်မနေ့ကလည်းဖြစ်သွားနိုင်တယ်တစ်ပတ်ခါလည်းဖြစ်သွားနိုင်တယ်ဆိုတာကိုမမေ့မလျော့သတိထားပြီးတော့စူးစမ်းအထောက်မကောင်းမှုတွေကိုရှောင်ကျဉ်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း